flora and fauna ဆိုတာကပါလေ Cambridge Dictionary မှာတော့ flora and fauna ဆိုတာကဒေသတစ်ခုမှာရှိတဲ့အပင်နဲ့တိရစ္ဆာန်လို့မြင်ဆိုထားပါတယ်ဒေသရဲ့အပင်လို့သိပ္ပယ်ရတဲ့ဒီ flora ဆိုတဲ့စကားလုံးက Roman တနာရီမှာຫນွေဦးနဲ့တစ်ပင်ပန်းမှန်တို့ရဲ့နတ်သမီးတစ်ပါးရဲ့နာမည်ကနေဆင်းသက်လာတာဖြစ်ပါတယ်ဇီဝဗေဒမှာတော့ flora ဆိုတဲ့စကားလုံးကိုဒေသတစ်ခုမှာရှိနေတဲ့အပင်လေးလို့ပဲပြောလိုက်တာဖြစ်ပါတယ်ဒေသရင်တိရစ္ဆာန်လို့သိပ္ပယ်ရတဲ့ fauna ဆိုတဲ့စကားလုံးက Roman တန်တာရီမှာတစ်တော်ရီထဲမှာနေကြတဲ့အကောင်လေးတွေနဲ့ဆက်ဆိုင်တဲ့နတ်သမီးရဲ့နာမည်ကနေဆင်းသက်လာတာဖြစ်ပါတယ်ဒီတော့ဇီဝဗေဒမှာ flora and fauna ဒေသရင်အပင်နဲ့တိရစ္ဆာန်လို့ပြောလို့ရပါပေါ့လို့အခြေခံဝါဒပြီးစက်ပြီးလေ့လာခြင်းနဲ့ဆိုရင်เนาะကျွန်တော်ရဲ့ knowledge powerhouse ကို like and follow လုပ်ထားပေးပါခင်ဗျာနောက်ဗီဒီယိုမှာတွေ့ကြမယ်ဗျာဘိုင်